6 ကြိမ်မြောက်ချင်းငွေကြောင့်လက်နဲ့လုံနေတဲ့အစားဆက်လေးနဲ့အစားထိုးပြီးတော့လုံနိုင်သွားတယ်ဒီအဖေနဲ့မင်းလည်းအရင်မပင်မန်းတော့အရင်ကလိုမပင်မန်းတော့ပေါ့နော်အခု CC ဘန်ကောက်က ID Square မှာရှိတဲ့စင်မီတန်ရုံကိုရောက်နေတာဖြစ်ပါတယ်စင်မီတန်ရဲ့ရေရှည်လက်တွဲပေါ် client လေးဖြစ်တယ်ဒီမမနဲ့မိတ်ဆက်ပေးချင်ပါတယ်မင်္ဂလာပါအမမင်္ဂလာပါရှင်ဟုတ်ကဲ့အမရဲ့နာမည်လေးနဲ့ထိုင်းမှာဘာအလုပ်လုပ်တာလဲဆိုတာကိုမိတ်ဆက်ပေးပါဦးအမနာမည်က CC1 ပါရှင်အမကထိုင်းနိုင်ငံမှာဂျပန်စားသောက်ဆိုင်မှာအလုပ်လုပ်ပါတယ်ရှင်အော် CC ဝင်းနဲ့ CC က CC ဆိုတော့ CC နှစ်ယောက်တွေ့ကြတာပေါ့ဟုတ်ကဲ့ပါဆိုတော့အမစမီတန်မှာချင်းဝင်လျှောက်တာကြာပြီလားမသိဘူးဟုတ်အမစမီတန်မှာချင်းဝင်လျှောက်တာက2နှစ်ကျော်လောက်ရှိပြီရှင်အခုဆိုရင်6ကြိမ်မြောက်ရှိသွားပြီပေါ့နော်အိုး6ကြိမ်တောင်ဝါမိုက်တယ်ဆိုတော့6ကြိမ်တောင်လျှောက်ထားဆိုတော့အမရဲ့အတွေ့အကြုံလေးကိုသိချင်တယ်ရှင်တစ်ကြိမ်နဲ့တစ်ကြိမ်ထပ်ပို့ပြီးတော့လွယ်ကူလာတယ်နောက်ပြီးတော့လူကိုယ်တိုင်လာပြီးတော့ interview ဆရာမလို့တော့ပဲနဲ့ online ကနေပဲချင်းဝင်လျှောက်လို့ရသွားတယ်ပေါ့နော်ဝန်ထမ်းတွေအကုန်လုံးနဲ့ကလည်းဆက်သွယ်ရတာအဆင်ပြေတယ်ဆက်ဆံရတာလည်းအဆင်ပြေတယ်အရင်လည်းသဘောကောင်းကြတယ်ဟုတ်ဆိုတော့အမ6ကြိမ်မြောက်ခြေတုံးကဘာအကြောင်းကြောင့်ချင်းခွေရှောက်ဖြစ်တာလဲတစ်စိတ်တစ်ပိုင်းလောက်ပြရပြပါဦးဟုတ်အမကအဖေနဲ့အမေကိုသူတို့လှုပ်ချင်တဲ့အိမ်တွင်းစားတောက်ကုန်လုပ်ငန်းလေးပေါ့နော်အဲ့ဒါလေးကိုအကောင့်ထဲပေါ်ခြင်းတဲ့အတွက်အမချင်းခွေ6ကြိမ်မြောက်ရှောက်ရခြင်းဖြစ်ပါတယ်ဟုတ်အော်အိမ်ကရောသိလားစင်မီတန်မှာချင်းခွေရှောက်တယ်အိမ်ကသိပါတယ်စင်မီတန်မှာချင်းခွေရှောက်တာဟိုဆက်ဆောက်ဆုံးရှောက်တယ်အထူးခုချိန်ထိအဖေနဲ့အမေကိုပြောပြဘူးတယ်အော်အဲ့ဆိုဒီဗီဒီယိုလည်းကြည့်နေမှာပေါ့ဟုတ်အဲ့ဆိုမင်္ဂလာပါမဆီစီဝဲအဖေနဲ့အဲ့ဒါဆိုရင်နောက်ဆုံးချင်းခွေ6ကြိမ်မြောက်ချင်းခွေကအမဒီအိမ်စီးပွားရေးအတွက်ဘယ်လိုမျိုးအကူအညီရသွားလဲမသိဘူးအများကြီးထောက်ကူဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အရင်တော့ကအမေကဒီအိမ်တွင်းစားတောက်ကုန်ကိုအမေကိုယ်တိုင်လက်လေးနဲ့အမေနဲ့အဖေနဲ့ပေါ့နော်လက်နဲ့လုပ်ရတဲ့အရာကနေပြီးတော့အခုဒီ6ကြိမ်မြောက်ချင်းခွေကြောင့်လက်နဲ့လုံနေတဲ့အစားဆက်လေးနဲ့အစားထိုးပြီးတော့လုံနိုင်သွားတယ်။နောက်ပြီးတော့ဒီအဖေနဲ့မင်းလည်းအရင်မပင်မန်းတော့အရင်ကလိုမပင်မန်းတော့ပေါ့နော်။အမေကိုဒီဆက်လေးဝယ်ပြီးတော့အမေကဘာပြောလဲ။အမေကအရန်ဝမ်းသာတယ်နောက်ပြီးတော့ဒီချင်းခွင်ထုတ်ပေးတဲ့စင်ပီတန်ရောအမရောအမေကအရန်ကျေးဇူးတင်တယ်ဟာနောက်ဆုံးချိန်ထုတ်တော့ဆိုရင်အမအရန်လဲဝမ်းတာတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ချင်းငွေထုတ်တဲ့ပမာဏကအမရီမန်းထားတာထပ်ပို့ပြီးတော့များတဲ့အတွက်အမအရင်လဲဝမ်းတာတယ်။အမရီမန်းထားတာကနောက်တစ်ချိန်ချင်းငွေထုတ်လို့ရှိရင်အမေနဲ့အဖေကိုမြေခွက်လေးဝယ်ပေးချင်လို့ရှင်ဟုတ်အော်အမစင်မီတန်မှာရေရှည်လက်တွဲလာတဲ့ client တယောက်အနေနဲ့ပေါ့နော်စင်မီတန်အပေါ်ထင်မြင်ချက်လေးပြရပါဦးစင်မီတန်ကိုဒီထက်ပို့ပြီးတော့ရုံခွဲတဲ့အများကြီးဖွင့်စေချင်တယ်ရှင်အခုဆိုရင်ထိုင်းနိုင်ငံမှာမြန်မာပြည်သားကလည်းအများကြီးနေရာအနှံ့ပြားမှာရှိနေတဲ့အတွက်သူတို့ရဲ့လိုအပ်ချက်သူတို့ရဲ့အခက်အခဲတွေလည်းအဆင်ပြေစေချင်တယ်ပေါ့နော်ဟုတ်ကဲ့ပါနောက်ဆုံးမေးခွန်းအနေနဲ့အမစင်မီတန်မှာချင်းဝင်ရှောက်ဖို့အတွက်အမရဲ့တငယ်ချင်းတွေကိုအကြံပေးချင်လားဟုတ်တငယ်ချင်းတွေရောထိုင်းရောက်မြန်မာပြည်သားအားလုံးကိုကြံပေးချင်ပါတယ်ရှင်စင်ပီတန်မှာကအတိုးနှုံးနေတယ်တို့တင်ငွေပေးစရာမလိုဘူးကိုယ့်ဘက်ကမမှန်ကန်နဲ့ချင်းငွေကိုအရေးကြဆက်သွားမယ်ဆိုလို့ရှိရင်စင်ပီတန်ကလည်းကိုယ့်ဘူးပြန်ပြီးတော့ပေးလာမယ်ကောင်းတဲ့အချက်တွေအများကြီးပဲရှိတယ်ပေါ့နော်အဲ့ဒီအတွက်စင်ပီတန်မှာချင်းငွေလာလျှောက်ပါလို့အကြံပေးချင်ပါတယ်ရှင်ဟုတ်ကဲ့အမအခုလိုမျိုးမေခွန်းတွေအကုန်လုံးဖြေပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်အမတို့ဘက်ကလည်းစင်ပီတန်ကိုစင်ပီတန်ဝန်ထမ်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အခုလိုမျိုးထိုင်းရောက်မြန်မာပြည်သားတွေပေါ်မှာချင်းငွေထုတ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကဲအားကြောင့်မလို့ငွေကြေးအကူအညီလိုရဆိုလို့ရှိရင်စင်ပီတန်ကိုလာရောက်ကြဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ် bye Okay ဗီဒီယိုကြည့်နေတဲ့သူတွေတော့မသိဘူးဒါပေမဲ့ CC မေးချင်တာတခုတော့ရှိရယ်အမ body ဒီလိုမျိုးလှနေအောင်လို့ဘယ်လိုမျိုးတွေလုပ်လဲပြောပါအောင်အမက secret လေးအပြိုကြီးဖြစ်လို့ပါနော် relation ကျမရဲ့ကြားလား